Ada delida sa putan di patan balosa di rosa de tewa photore Ada chana jwa de pokori delida sinye nwama de pokori loka ma a jaw mimyo jaw pai sai mu ane mya kwa cha ne ja da shi de adikkan pisubban lou yat di a jaw nakhu ko ache khan pi lo chou pisi usa paw de chou pisi usa nwama de Ada delida sa chana de lu be phit phit sinye nwama de lu be phit phit putan di patan Patan te chin ne tui chin so de atwi thi ko putan di tui ja ya de di nay te chin ne tui ya ma tu ne naphu twi du twi ko tui ya maဟုတ်လားအဲ့ဒီဟာနဲ့တွေ့ရမှာလို့စဉ်းစားနေတာကိုကစားအဲ့ဒါတရားအထုတ်နေရရောက်တယ်အများကြီးလမ်းကြောင်းတဲ့ပေးနိုင်တယ်ဟိုတနေ့ကဘုံဘုံပြောရရှိရလေအကောင်းဆုံးဆရာဆိုတာဟုတ်လားနော်ကိုဘယ်လိုနေရမလဲဘယ်လိုမနေရဘူးလဲဘယ်လိုစဉ်းစားတင်လဲဘယ်လိုမစဉ်းစားဘူးလဲဘာလုပ်တင်လဲမလုပ်တင်ဘူးလဲဆိုတာကိုသိချင်းကိုစဉ်းစားလို့ဖြစ်တဲ့အသိဉာဏ်ကကိုယ်အကောင်းဆုံးလက်ညွှန်ပေးပါလိမ့်မယ်ဆိုတာပြောတာဟုတ်လားခုဒီမှာနော်ကြွယ်ဝသူပဲဖြစ်ဖြစ်နော်မသူပဲဖြစ်ဖြစ်သိချင်းဆိုတဲ့အတွေ့နဲ့တွေ့ကြရမှာသိချင်းနဲ့တွေ့ကြရမှာတဲ့ဘာလောစာဒီလောစာတတိပဖို့တော့အေးအဲ့ဒါလိုပဲတဲ့မိုက်မဲတဲ့လူပဲဖြစ်ဖြစ်ဉာဏ်ရှိတဲ့လူပဲဖြစ်ဖြစ်သိချင်းနဲ့တွေ့ရဉာဏ်ရှိလို့မတွေ့ဘူးလို့လဲသူလွတ်မြောက်ခွင့်မရှိဘူးနော်တွေ့မှာပဲတဲ့ဒါပေမဲ့သူကွာခြားချက်ကလေးကိုတော့ပြောထားတယ်တွေ့ရမှာတော့အတူတူပဲဒါပေမဲ့ကွာခြားချက်ရှိတယ်ဘာတော့ကွာခြားချက်ကဘာလောစာဘာလေယဝရိတောဝတေတိဒီရောစာနဝေရတိဖတ်တဖုတ်ထောတဲ့နော်ဘာလောစာဘာလေယဝရိတောဝတေတိတဲ့နော်ဘာလောစာမိုက်တဲ့ပုဂ္ဂိုလ်ကတော့ဘာလေယမိုက်တိအလေရောက်မိုက်တဲ့အတွက်ကြောင့်ကိုပဲနော်ဝရိတောဝတုံလှုပ်တည်ဖြစ်၍တေတိလျောင်းစေရ၏တေဂာနိမှာများသောအဖြစ်တုံလုံးလေးလေးပေါ်တေရတာများပါတယ်မတရရတေတာရှားလိမ့်မယ်နော်ထိုင်ရတေတာရှားလိမ့်မယ်တေပြီဆိုရင်တော့အဲ့ရပေါ့နောက်တော့ထောင်းကိုထိုင်းကိုမထိုင်နိုင်တော့ဘူးလေလှုပ်ကိုမလှုပ်နိုင်တော့ဘာဖြစ်တော့လဲသွားတာပေါ့သူ့ကိုမမတ်နိုင်တော့ဘူးလူတွေကထူပေးရမှာဟုတ်လားအဲ့တော့သူကလဲတဲ့အနေထားနဲ့ပဲတတ္တဝါတွေဟာလူတွေဟာတေကြတာရေဘူးရသဘောပေါ့နော်အဲ့တော့သူဘလို့လဲနေတော့မိုက်တဲ့လူကတေဂာနိလဲပြီဟေးဆိုတော့ဘလို့လဲနေတာတော့တုံလှုပ်ပြီးတော့လဲတယ်တဲ့စိတ်ကမငြိမ်ဘူးအကြောင်းမျိုးမျိုးတွေးမယ်ကြောက်မယ်မသေးခြင်းဘူးမဖြစ်နိုင်တာကိုတောင့်တမယ်မဖြစ်နိုင်ဘူးလို့လည်းသိတယ်မတောင့်တပဲလည်းမနေနိုင်ဟာဝယုံသုံးကတကယ်ကိုအဲ့ဒီအချိန်မှာဖြစ်နေတဲ့နော်ဘယုတ်ဒုက္ခကြမှုလောက်ကတော့ဘယ်နေရာမှာအဲ့ဒီလောက်ဘယုတ်ဒုက္ခကြတာရှိမှာမဟုတ်နော်လူမိုက်တယောက်သေခြင်းတရားနဲ့ရင်ဆိုင်နေရတာလောက်ဘယုတ်ဒုက္ခကြတာလောက်လောကမှာရှိမယ်မထင်ဘူးစဉ်းစားကြည့်နော်သူ့စိတ်ထဲဘလောက်မြန်ဗျောင်းတက်နေမလဲတွေးကြည့်ပေါ့ဟုတ်လားအဲ့တော့ဒီမှာထိထိမိမိပြောတယ်ဘာလောစဘာလေယဝရိတောဝတေတိမိုက်တဲ့ပုဂ္ဂိုလ်ဟာမိုက်သည့်အလေရောက်တုံတုံလှုပ်လှုပ်လျောင်းဆက်ရတယ်သေဂာနီးလေးမှာနော်ပညာရှိတဲ့လူတွေအဲ့လိုမဟုတ်ဘူးတဲ့ဒီရောစာနဝေရတိဖတ်တဖုတ်တော်တဲ့နော်ဒီရောစာပညာရှိတဲ့ပုဂ္ဂိုလ်ကြတော့နော်ဖတ်တဖုတ်တော်တွေ့သေခြင်းတရားနဲ့တွေ့လာပြီဆိုလို့ရှိရင်နဝေရတိတုံလှုပ်မှုမရှိဘူးတဲ့ငြိမ်သက်တယ်တုံလှုပ်စေတတ်တဲ့နော်အမြင်မှားမှုတွေမဖြစ်နိုင်တာကိုတောင့်တမှုတွေမရှိဘူးမဖြစ်နိုင်တာကိုမတောင့်တတဲ့အတွက်ကြောင့်ဖြစ်မလားလို့မကျေနပ်ဘူးဆိုတာလည်းမရှိဘူးသူကတောင့်မှမတောင့်တပဲနဲ့ဘာလို့မတောင့်တအောင်ဆိုတော့တောင့်တလို့လည်းမရနိုင်ဘူးလို့သူသိထားရှင်းရှင်းလင်းလင်းသိထားဘာတောင့်တရတော့လူတွေကမသေးဖို့တောင့်တတာလေသေမဲ့ဘဝကြီးရထားပြီးတော့မသေးဖို့တောင့်တနေတာဒါဖြစ်နိုင်မလားလောဘအဲ့ဒါလောက်ထိမိုက်တိမိုက်ကန်တောင်းဆိုတာနော်သူကကိုဘာနဲ့တူတော့ဆိုလို့ရှိရင်ညံမဲ့တဲ့ကလေးစိုးနဲ့တူတယ်ဖျားပွဲတိုင်တချို့တားတဲ့မေးတွေကလေးလေးခေါ်ပြီးတော့တွားကြတယ်မေးရတက်နိုင်မှမသိမတက်နိုင်မှမသိဝဲပေးနိုင်မှမသိဝဲပေးတယ်မလားတွေးသမျှအယုတ်လက်ညှိုးထိုးနေဟုတ်လားသူကအဲ့ဒီကလေးကိုပဲကျုပ်ကမြင်တယ်တော့ဒါဘာလို့ပြောရတော့လောဘကိုပြောနေတာဒကာဓမ္မတို့ဘုံဘုံတို့တန်တမာရှိတဲ့လောဘလေတွေးသမျှလက်ညှိုးထိုးနေတာပဲဟိုကရအောင်လုပ်ပေးဒီကရအောင်လုပ်ပေးဟုတ်လားဒါပြောတာနော်အဲ့တော့ तू တောင်းတတာကရနိုင်မဲ့အရာလားမဟုတ်သေဂာနီးမှာ तू ကတောင်းတတာပါတော့မသေးဖို့တောင်းတတာမဖြစ်နိုင်လို့ကိုပဲသေတော့မဲ့ဇဲဇဲဖြစ်နေပြီအဲ့ဒါကို तू ကမသေးခြင်းသေးဘူးလုပ်နေတယ်နော်ပြည်နိုင်တဲ့ဆုလားမဟုတ်နော်အဲ့တော့မဖြစ်နိုင်တာမရနိုင်တာကိုတောင်းတတဲ့အတွက်ကြောင့်မရဘူးသေချာပေါ့မရဘူးမရတော့လဲ तू ကဘာတော့စိတ်ကဘာတော့စိတ်ဆင်းရဲတော့မယ်သူ့ရဲ့တောင်းတချက်ပြည်မှမပြည်ပဲကိုဟုတ်လားအဲ့တော့ပညာရှိတဲ့ပုဂ္ဂိုလ်ကမဖြစ်နိုင်တာကိုမဖြစ်နိုင်ဘူးလို့သိတယ်မရနိုင်တာကိုမရနိုင်ဘူးလို့သိတယ်ဒါလောကရဲ့သဘောနော်ငြိမ်ငြိမ်သက်သက်အေးအေးဆေးဆေးတီးတီးငြိမ်ငြိမ်ရှိတယ်ဘောင်းဆိုကြိုးတင်းပြီးတော့ तू ကအတိတွေအများကြီးရှိထားတယ်ဒါဒီတိုင်းပဲလို့သိထားတယ်ဟုတ်လားအဲ့ဒီအတိရပဲသူ့ကိုတောင့်တမှုငြိမ်စေတယ်တောင့်တမှုငြိမ်တော့
နော်တောင့်တတဲ့အတိုင်းမရလို့ဖြစ်ရတဲ့ဒေါသတွေဖြစ်အောင်မလားဘယ်ဖြစ်တော့မလို့သူဘာမှမတောင့်တပဲနဲ့ဟုတ်လားဒါကြောင့်ဒုက္ခဆိုတာတောင့်တရာကစတာပဲဟိုဟာရခြင်းတရားရခြင်းအဲ့ဒါဒုက္ခရဲ့အစနော်အဲ့တော့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကအဲ့လိုမတောင့်တတဲ့အတွက်ကြောင့်မပြည့်လာတဲ့အခါမှာမပြည့်ဘူးပြည့်တဲ့ကိုယ်သူကမရှိတော့လေတောင့်မှမတောင့်တပဲဟုတ်လားအဲ့ဒီမှာသူငြိမ်နေဒါကိုပြောတာနော်နဝေရတိတုံလှုပ်မှုမရှိဘူးတဲ့ငြိမ်သက်တဲ့ငြိမ်သက်တော့ဘာတော့အေးချမ်းတာပေါ့နော်လှုပ်နေတာနဲ့ငြိမ်နေတာနဲ့ဘယ်ဟာပူမလဲဘယ်ဟာအေးမလဲနော်ရုပ်ဝတ္ထုပစ္စည်းမှတောင်မှနော်လှုပ်နေရင်ပူတာပဲလေသူကပုတ်တိုင်မှုရှိတာဟုတ်တယ်မဟုတ်လားစိတ်ကလည်းလှုပ်နေရင်ပူမှာပဲဒီသဘောလေးတွေဟုတ်လားဒါကဘာလဲသိချင်းတရားနဲ့ပတ်သက်ပြီးတော့ရှင်ရထပါဠိသုံးသပ်ပြတာလောကမှာကြွယ်ဝတဲ့လူပဲဖြစ်ဖြစ်နွမ်းမတဲ့လူပဲဖြစ်ဖြစ်သိကြပါဉာဏ်ရှိတဲ့လူပဲဖြစ်ဖြစ်ဉာဏ်မဲ့တဲ့လူပဲဖြစ်ဖြစ်သိကြမှာသိချင်းကိုဘယ်သူမှရှောင်လို့မရအတူတူကိုတွေ့ကြမှာဒါမဲ့လို့မတူတာကမိုက်တဲ့လူကမိုက်သည့်အလျောက်တုံတုံလှုပ်လှုပ်သေးရတယ်ဉာဏ်ရှိတဲ့လူကဉာဏ်ရှိတဲ့အတွက်ကြောင့်မသေးရင်နဲ့တွေ့လာတဲ့အခါမှာအလွန်တည်ငြိမ်တယ်လို့ပြောတာဘာလို့သူတည်ငြိမ်တာတော့သူတော်ကောင်းတရားကိုသိလို့ပေါ့ဟုတ်လားဒါကြောင့်ဘုန်းတော်ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဘဝမှာနော်ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ရှောင်လွဲလို့မရတဲ့အနာဂတ်သေချာပေါက်နော်ရင်ဆိုင်တွေ့ကြုံရမယ့်အနာဂတ်ကိုပြေလဲအောင်ဘုန်းဘုန်းတို့ပြင်ဆင်တဲ့နေရာမှာနော်ဘာရှိဖို့ကြိုးစားရင်းနဲ့ပြင်ဆင်ရမှာတော့သူတော်ကောင်းတရားကိုသိတဲ့အသိဉာဏ်ရှိအောင်ကြိုးစားရင်းနဲ့ပြင်ဆင်ကြရမှာ